မချစ်ခဲ့ဘူးခမည်းလေးကျွန်တော်ဟာလီမကြိုက်ခဲ့ပါဘူးဗျအော်ကျွန်တော်ရဲ့ကျွန်တော်ဆိုတော့မင်းရွှေမြို့ကိုရောက်တဲ့ရွှေ